မြန်မာတက္ကရာ1389ခုနှစ်ဆန်းတရက်နေ့မှာနိုင်ငံတော်ကနေပြီးတော့လွတ်ငြိမ်းချမ်းသာခွင့်4893ဦးလွတ်ပေးလိုက်တယ်တဲ့အကျဉ်းထောင်တွေကနေပြီးတော့ကျဉ်းထောင်တွေမှာကြာနေတဲ့လူတွေပြည်သူတွေကလည်းငှက်လွတ်တဲ့လူတွေကလွတ်တယ်လဲတန်းဈေးထဲမှာဆိုရင်လွတ်မဲ့ငါးတွေအများကြီးရောင်းနေတာရှိတယ်အဲတော့ထောင်ကြတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာလေးတခုရှိတယ်မစိုးရင်ဆရာတော်ကြီးကသူတို့ဘုန်းကြီးတွေစကားဝိုင်းမှာထောင်ကြနေတဲ့လူတယောက်အကြောင်းပြောတော့အဲ့ဒီတယောက်ကဆိုးတာကိုထောင်ကြမှာပေါ့ဆိုပြီးတော့ပြောတဲ့အခါမစိုးရင်ဆရာတော်ကြီးကပြောတယ်သောတာပန်ဗိမိတာရာမင်းကြီးထောင်ကြနေတာဘာကြောင့်လဲတဲ့အစာတက်တက်လို့ဆိုးတဲ့လူတွေကသူတို့လူချင်းတဲ့ဟာရှိတဲ့ခါကျရင်လူကောင်းတွေကိုလည်းထောင်ချတတ်ကြတယ်ငှက်ကလေးတွေဘာလို့လှုပ်ပေးဖို့ဆုံးဖြတ်ကြတာလဲเนาะသူတို့ကိုလူဆိုးတွေကဖမ်းထားပြီးတော့လူဆိုးတွေကိုပတ်စံပေးပြီးတော့ဝယ်ပြီးတော့လူတွေကငှက်တွေလွတ်ကြတယ်ငါးတွေလွတ်ကြတယ်เนาะဒါဆိုရင်ဒီလိုလှုပ်ပေးတယ်ဆိုတဲ့အကျင့်ကလည်းငှက်တွေဖမ်းဖို့ငါးတွေဖမ်းဖို့အကျင့်ကိုဖြစ်စေတယ်လို့မျိုးเนาะအလေးအကျင့်ကြီးတစ်ခုဖြစ်စေတယ်လို့မျိုးနေဆန်းတရက်နေ့နေရင်အဖမ်းခံရတဲ့လူတွေများလာမယ်ဒီလိုမျိုးတွေလည်းရှိတယ်ဆိုပြီးတော့ထောင်ကြတိုင်းလဲလူဆိုးမဟုတ်ဘူးဆိုတဲ့အမြင်လေးကိုမိတ်ဆွေတို့ကိုမျှဝေခြင်းပါတယ်နေဆန်းတရက်နေ့မှာပေါ့Facebook မှာဖတ်မိတာတခုလည်းရှိတယ်ငှက်တွေလှုပ်မဲ့အစားငါးတွေလှုပ်မဲ့အစားတဲ့ကိုယ့်ရဲ့အိမ်တောင်ဘက်ကိုမိမလှုပ်ချင်တာတွေလှုပ်ပါစေကိုသားလှုပ်ချင်တာတွေလှုပ်ပါစေဒါမှမဟုတ်ရင်မိန်းကလေးတွေကလည်းကိုယောက်ျားလှုပ်ချင်တာလှုပ်ပါစေကိုသားသမီးလှုပ်ချင်တာလှုပ်ပါစေကိုအမေလှုပ်ချင်တာလှုပ်ပါစေဆိုပြီးတော့တရက်လောက်လှုပ်ပေးလိုက်တာဆိုရင်တဲ့အဲ့ဒါကကိုအတ္တတွေကိုလျှော့ပြီးတော့သူများတွေရဲ့စိတ်ကူးတွေဆန္ဒတွေနဲ့လှုပ်ချင်တာတွေလှုပ်ပါစေဆိုပြီးလွှတ်တာမျိုးကတော့အတ္တတွေကိုလျှော့ပြီးတော့ပို့ပြီးတော့ဖျားသဘောကြတဲ့အသက်လွတ်နေမျိုးဖြစ်မယ်လို့ယူဆပါတယ်ခင်ဗျာဒီနေ့ပြောခြင်းတဲ့ message ကတော့ဗိမိတာရာမင်းသောတာပန်ဗိမိတာရာမင်းကြီးလည်းထောင်ကြနိုင်တာပဲလူဆိုးတွေရှိနေရင်ဆိုတော့ထောင်ကြတိုင်းလူဆိုးမဟုတ်ဘူးဆိုတာရဲ့တကယ်တမ်းလှုပ်ပေးမယ်ဆိုတာကကိုယ့်ရဲ့အတ္တတွေကိုလျှော့ပြီးတော့လှုပ်ပေးရင်အကောင်းဆုံးဖြစ်မယ်ဆိုတာမျိုးအမြင်လေးကိုမျှဝေချင်တာပါခင်ဗျာကျေးဇူးတင်ပါတယ်